အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့တော်များများသိချင်နေကြတဲ့ဒီတိုက်ခန်းစည်းတွေကကြားဖို့ရှိတယ်လို့အမေအချင်းကိုစောင့်ရင်ကောင်းမလားဒါမှမဟုတ်အခုပဲဝယ်ရမလားဆိုပြီးတော့မေးကြတယ်ပေါ့နော်အဲ့တော့တိုက်ခန်းစည်းတွေကမကြပါဘူးเนาะ Facebook မှာ line ပေါ်မှာပြောတဲ့စကားတွေစာတွေထက်လက်တွေ့မြေပြင်မှာတိုက်ခန်းတွေဘယ်လောက်ခေါ်နေတယ်ဘယ်လောက်ပေါင်နေတယ်ဆိုတာကိုကျွန်တော်တို့လေ့လာမယ်ဆိုရင်အတိအကျအမှန်ကန်သိရမှာဖြစ်ပါတယ်ဈေးကျတယ်ပြောတဲ့သူရှိရင်ရှိမယ်ဈေးတက်တယ်ပြောတဲ့သူရှိရင်ရှိမယ်မတူနိုင်ဘူးပေါ့နော်ဘယ်စကားကိုမှယုံကြည်လို့မရဘူးပေါ့နော်ဒါကြောင့်မို့မြေပြင်မှာတကယ်ဈေးတွေတက်နေလားဈေးတွေကျနေလားဆိုတာတေချာစုံစမ်းမှသာလေအဖြစ်မှန်ကိုသိရမှာဖြစ်ပါတယ်အခုလက်ရှိမှာတိုက်ခန်းဈေးတွေအလုံးဝမကျပါဘူးဘယ်တော့မှလည်းမကျခဲ့ပါဘူးအခုဆိုလို့ရှိရင်ကျမတို့6လွာတောင်မှ3,900လောက်ဖြစ်နေပါပြီအဲ့တော့အခုချိန်မှာလွန်ခဲ့တဲ့တနှစ်ကတော့မှ6လွာတွေက900ကျော်600နဲ့ရနေတဲ့အချိန်ကာလမှာအခုဆိုလို့ရှိရင်6လွာကိုတိုက်အစ်စ်ဆိုလို့ရှိရင်900ဖြစ်နေပြီပေါ့နော်နောက်ဆိုရင်တိုက်အစ်စ်တွေက1000ကျော်1200 1300ဖြစ်လာမှာပဲဖြစ်ပါတယ်အဲ့တော့ကိုယ်မှာရှိတဲ့ပတ်စံငွေကြေးကိုယ်မှာရှိတဲ့ပတ်စံနဲ့တက်နိုင်တဲ့ investment ကိုလုပ်ထားတာကအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်